လူတယောက်ဟာထောင်တန်းပြည့်ပေမဲ့ထောင်ကမထွက်ချင်ခဲ့ဘူးကျွန်တော်လုပ်ပေးတဲ့ထမင်းတစ်လုပ်ကိုစားချင်ုံတက်နေပါထမင်းနည်းနည်းပူစားရဖို့အတွက်သူတို့အချင်းချင်းရန်ဖြစ်ကြတယ်အပြင်ကလူတွေတောင်ခေါင်းကွဲမတက်ဖြစ်ပြီးထောင်ထဲဝင်စားချင်ကြတယ်ကျွန်တော်ကတော့ပလာဇာမှာမုတ်လို့ရောင်းသူသားဖြစ်ပြီးလူဆိုးကိုင်းကောင်းဆောင်ရဲ့အဖြစ်အဖက်ခံရလို့ဒီကိုရောက်လာတာပါနောက်တစ်ပတ်ဆိုရင်တေတံပေးခံရတော့မှာပါစိတ်မကောင်းဖြစ်နေတော့မှပဲထောင်မှုကကျွန်တော်ကိုစစ်ဆေးကန်းကိုခေါ်သွားပြီးအကျဉ်းသားတွေအတွက်ထမင်းချက်ခိုင်းတယ်ဒါပေမဲ့လုံကုန်နိုင်ငံမှာမုတ်လို့တာကထမင်းချက်တာမဟုတ်တော့မုတ်2000လို့ရမလားဘာပဲဖြစ်ဖြစ်အသက်ရှင်တည်းအသက်ဆက်ရမယ်ဆိုတဲ့မူနဲ့ကောင်းမှုပြီးလက်ခံလိုက်ရတယ်ဒါပေမဲ့အေစုံမီးဖို့ချောင်းမှာကပစ္စည်းကအစင်မပြေဟင်းသီးဟင်းရွက်တွေကလည်းမလက်ဆက်ဘူးပြီးတော့ထမင်းစားချိန်က40မိနစ်ပဲလို့တော့တယ်လူ2000စာထမင်းချက်ဖို့ကမလွယ်ပါဘူးအချိန်မီမချက်နိုင်ရင်ထောင်မှုကလည်းအလွတ်မပေးသလိုတေတံကြသူတွေကလည်းကျွန်တော်ကိုတတ်ပစ်လိမ့်မယ်စိတ်ပြက်နေတဲ့အချိန်မှာပဲခေါင်းထဲကိုကဒါဟင်းချိုချက်နီးပေါ်လာတယ်အဲ့ဒီတော့လက်စွမ်းပြပြီးချက်လိုက်တော့တယ်ဒီအချိန်မှာပဲအေစုံမှာရှိတဲ့လူဆိုးကိုင်းကောင်းဆောင်ပီတာဟာထိုင်ကုန်မှာထိုင်ပြီးနေပူစာလုပ်နေတယ်သူကထောင်ထဲမှာရောအပြင်မှာပါလွှမ်းမိုးမှုရှိသူပေါ့သူရုတ်တရက်ထပြီးနောက်လိုက်တွေကိုခေါ်ပြီးစားတောက်ခန်းကိုသွားတယ်နောက်လိုက်တွေကိုပြောလိုက်တယ်မနေ့ကလိုထမင်းကအရင်လိုပဲစားမကောင်းရင်ဘယ်လိုလုပ်မလဲနောက်လိုက်တယောက်ကသူ့ကိုအသက်တူအောင်လှုပ်လိုက်ရုံပဲလို့ပြောလိုက်တယ်တကားကိုဒုံနဲ့ထုလိုက်တော့ထမင်းချက်နေတဲ့စဖိုးမှုစီလာစာတယောက်တုံးလုပ်သွားတယ်ထမင်းစားချိန်တန်ပြီးကျွန်တော်ကတော့မီးဖို့ချောင်းမှာအလုပ်ရှုပ်နေတော့မယ်စဖိုးမှုကကျွန်တော်အခြေအနေကိုတီတော်စိတ်ပူနေတယ်ဒါပေမဲ့မီးဖို့ချောင်းထဲကမြင်ကွင်းကသူ့ကိုအံ့အားသင့်သွားစေတယ်မီးဖို့ချောင်းထဲမှာအိုးကြီး90ထဲမှာထမင်းဖြူလိုမျိုးအစားအစာတွေနဲ့ပြည့်နေတယ်သူတခါမှမမြင်ဘူးဒါပေမဲ့အစင်ကတော့ရိုးရိုးလေးပဲဒါကိုဒီလူတွေကလွယ်လွယ်နဲ့ယုံမှာမဟုတ်ဘူးကျွန်တော်တကားဖွင့်တန်ကြတော့သူ့ကိုအကူအညီတောင်းလိုက်တယ်စီလာစာကအပြင်သွားရင်အရင်ခေါ်ထုတ်သွားမယ်မဟုတ်ရင်အဲ့ဒီလူတွေကမင်းကိုအလွတ်မပေးဘူးလို့ပြောတယ်အဲ့ဒီစကားကြတော့ကျွန်တော်သူ့ကိုကျေးဇူးတင်မိတယ်ဒါပေမဲ့ဟင်းချိုတွေကိုမချခင်မှာပဲတကားပြင်ပကအော်တန်တွေကြားရတယ်တကားတွေကိုထုနေကြတယ်ကျွန်တော်တို့နှစ်ယောက်လည်းအလုပ်ပုံမြန်လာတယ်အရင်တော့ဆိုရင်အကျဉ်းသားတွေကကိုယ့်ဟာကိုလာယူကြရတာပါပီတာကနောက်လိုက်တွေကိုခိုင်းပြီးထမင်းယူခိုင်းတယ်ဒါပေမဲ့ဒီမနက်ကထမင်းချက်တဲ့သူအသက်ခံရတဲ့ကိစ္စကြောင့်စပုံမှုနဲ့အကျဉ်းသားတွေထိတွေ့မှုမရှိအောင်လုပ်ထားတယ်အားလုံးအစင်သင့်ဖြစ်ပြီဆိုရင်စီလာစာကမီးဖို့ချောင်းတကားကိုပိတ်လိုက်ပြီးတခြားလမ်းကနေခေါ်သွားတယ်ကျွန်တော်ကို69နံပါတ်အခန်းကိုအရင်ပို့လိုက်တယ်ပြီးမှစားတောက်ခန်းတကားကိုဖွင့်ပေးလိုက်တယ်ပီတာကတားရီချခင်နဲ့နောက်လိုက်တွေကိုခေါ်ပြီးအထဲကိုဝင်သွားတယ်သူကအစ်ရောက်လာတဲ့စပုံမှုဘယ်ရောက်သွားလဲလို့မေးတယ်စီလာစာကဘာမှပြောစရာမရှိဘူးလို့ပြန်ဖြေတယ်ပီတာကစိတ်တူတူနဲ့နောက်လိုက်တယောက်ကိုခိုင်းပြီးထမင်းသွားယူခိုင်းတယ်ဒါပေမဲ့နောက်လိုက်ကမီးဖို့ချောင်းရောက်တဲ့အခါအိုးတွေကိုမြင်ပြီးငေးမိသွားတယ်ဒါကဝက်စာလို့ပြောတာလားပီတာရဲ့မျက်နှာဟာချက်ချင်းဆိုသလိုအေးဆက်သွားပြီးထမင်းစားတဲ့နေရာကိုအမြန်သွားခဲ့တယ်။သတင်းပေါက်မှာတန်းစီထားတဲ့အဖြူရောင်အရည်ပြစ်တွေကိုမြင်လိုက်ရတဲ့အခါသူတယောက်လုံးစိတ်ရှုပ်သွားတယ်။စီလာရဲ့မျက်လုံးတွေထဲမှာတော့အသက်ချင်တဲ့အရေးရောင်တွေရှိနေတယ်။ဝက်စာကိုသူတို့ကျွေးမွေးရတယ်ဆိုတာလက်ခံလိုက်မယ်ဆိုရင်ပီတာဟာအေးရက်ကွက်မှာဘယ်လိုလုပ်ပြီးလူကြီးဖြစ်နိုင်မှာလဲ။စီလာကမသိစိတ်ကြောင့်နောက်ကိုတလန်းဆုပ်လိုက်ပြီးလျှက်စစ်တို့ကိုကင်ထားတဲ့သူ့ရဲ့လက်တွေမှာချွေးတွေဆူရွှဲနေတယ်။သူဟာပီတာကိုတည်ငြိမ်အောင်ပြောလိုက်ရတယ်။ပီတာစိတ်မဆိုးပါနဲ့။ဒါဟာအရှိတိုင်းကထူးခြားတဲ့စက်ဖို့မှုတယောက်ကိုအထုဖိတ်ခေါ်ပြီးချက်ပြုတ်ထားတဲ့အစားအစာပါဒီစက်ဖို့မှုဟာအရှိတိုင်းရဲ့အမောင်မီးဖို့ချောင်းလောက်ကမှာနာမည်ကြီးတဲ့သူပါပီတာဟာဒီစကားကိုကြားလိုက်တဲ့အခါအနေငယ်တွေဝေသွားတယ်သူဟာဒီစကားလုံးတွေကိုတိတ်မသိပေမဲ့အလွန်တော်တဲ့သူတယောက်လိုခံစားလိုက်ရတယ်သူ့ရဲ့စိတ်ထဲမှာတော့တိကျင်စိတ်တွေဖြစ်ပေါ်လာတယ်ဒီဟင်းလျာကအရှိတိုင်းနိုင်ငံမှာဘာလို့ခေါ်တယ်လဲလို့သူကမေးလိုက်တယ်စီလာကတော့ပီတာကိုဂီတထန်လို့ဖြေလိုက်တယ်ပြောပြီးတာနဲ့သူထွက်သွားဖို့ကြိုးစားပေမဲ့ပီတာကဖမ်းဆွဲလိုက်တယ်အကိုကြီးဒီမှာပဲနေခဲ့ပါပီတာကဟင်းတပွဲကိုခတ်လိုက်ပြီးကိုယ်တိုင်မစားဘဲသူ့ရဲ့တပည့်ဖြစ်တဲ့ရှိုးကိုစီကိုပို့ပေးလိုက်တယ်ရှိုးကိုမင်းကနောက်လိုက်လာတာနှစ်နှစ်ရှိပြီးဒီဟင်းကိုမင်းပဲစားလိုက်ပါရှိုးကိုဟာစိတ်မပါတပါနဲ့စားလိုက်ပေမဲ့တစ်ခွက်တောက်လိုက်တဲ့အခါသူ့ရဲ့တကူလုံးရက်စစ်တက်လိုက်တယ်လို့မျိုးဖြစ်သွားတယ်သူ့ရဲ့စိတ်ထဲမှာတော့ပူနွေးပြီးပျော်ရွှင်တဲ့ခံစားချက်တွေပေါ်လာပြီးသူ့ရဲ့အမေစီမှာရှိနေတယ်လို့မျိုးခံစားလိုက်ရတယ်ပီတာဟာရှိုးကိုရဲ့မျက်နှာကိုမြင်လိုက်တဲ့အခါစိတ်ရှုပ်သွားပြီးသူကိုယ်တိုင်လည်းဟင်းတပွဲကိုခတ်ယူလိုက်တယ်တစုံတောက်လိုက်တာနဲ့ပီတာဟာလည်းအလားတူပဲအရင်တုန်းကအမေရဲ့နှွေးထွေးတဲ့အထီးတွေကိုပြန်လဲခံစားလိုက်ရပြီးမျက်ရည်တွေကျလာတယ်အနားမှာရှိနေတဲ့ထောင်ဆောင်စီလာကတော့ဘာဖြစ်တာလဲဆိုတာကိုနားမလည်ပဲကြောင်တောင်ဖြစ်နေတယ်ဒါပေမဲ့ဒီအခြေအနေကိုကြည့်ပြီးတော့သူ့ရဲ့အသက်ကိုတော့ကဲတင်နိုင်ခဲ့တယ်ပတ်ဝန်းကျင်မှာရှိတဲ့တခြားအကျဉ်းသားတွေကလည်းသူတို့နှစ်ယောက်ကိုကြည့်ပြီးစိတ်လှုပ်ရှားလာကြတယ်နောက်ဆုံးမှာတော့အေးရက်ကွက်ရဲ့နေ့လည်စာအချိန်ဟာကုန်ဆုံးသွားခဲ့တယ်ထမင်းစားတဲ့နေရာမှာတော့ပယံပရာဖြစ်နေပြီးရန်ဖြစ်မှုတွေလည်းဖြစ်သွားခဲ့တယ်ဒီပြစ်မှုကျူးလွန်ထားသူ9ဦးကတော့ပကံတွေကိုရှာနဲ့တက်လျက်နေကြတာကိုကြည့်ရတာအရန်ကိုယူမိုက်လုံးပါတယ်သူတို့ကတော့အဆင့်တန်းမရှိတဲ့သူတွေပါပဲသူကလူတွေကိုစားတောက်ခန်းထဲကနေထွက်ခွာခိုင်းလိုက်ပါတယ်ပြီးမှအကျဉ်းထောင်အုပ်ချုပ်ရေးမှုစီကိုဖုံးဆက်ပြီးအသေးစားရန်ဖြစ်မှုတစ်ခုအကြောင်းတင်ပြခဲ့ပါတယ်အကျဉ်းထောင်အုပ်ချုပ်ရေးမှုကနည်းနည်းတော့အံ့အားသင့်သွားပေမဲ့တိတ်ပြီးတော့လည်းစိတ်မဝင်စားပါဘူးသူကမာတင်ကိုညစာအတွက်အရေးချင်းရှိတဲ့စဖိုးမှုတယောက်ရှာဖို့နဲ့လူသက်သမားကိုတော့မချက်ခိုင်းဖို့ပြောလိုက်ပါတယ်။မာတင်ကအပြင်ပန်းမှာတော့စကားကိုနားထောင်ပေမဲ့စိတ်ထဲမှာတော့ဒေါသထွက်နေပါတယ်။သူ့အစားတခြားဘသူကမှဒီလိုအရသာရှိတဲ့ဟင်းတွေကိုချက်နိုင်မှာမဟုတ်ဘူးလို့သူယုံကြည်ထားလို့ပါ။ဒီဟင်းချက်တဲ့စနစ်ကတော့သူအချင်းထောင်နဲ့မရောက်ခင်ကတည်းကရထားတာပါ။နေ့လေကနိုးလာတဲ့အချိန်မှာတော့သူကကျေနပ်မှုအမှတ်2000ကျော်ရထားပြီးသားပါ။အမှတ်3000ပြည့်ရင်တော့ကြေးဝါစုကိုမဲနိုင်မှာပါ။အဲ့ဒီစုထဲမှာတော့သူ့အတွက်အရေးကြီးတဲ့တေတံရွှေဆိုင်ခွင့်ကပ်ပြားပါဝင်နေပါတယ်။သူအသက်ရှင်ခြင်းရင်တော့ဒီကျေနပ်မှုအမှတ်တွေကိုအမြန်ဆုံးစုဆောင်းရပါမယ်။ဒီအချိန်မှာပဲအပြင်မှာခြေတံချလိုက်ရပါတယ်။ဆဲလာစစ်ကအခန်းပြင်မှာပေါ်လာပြီးသူ့ကိုညစာချက်ဖို့ခေါ်ပါတယ်။သူလဲဝမ်းသာအားရနဲ့လိုက်သွားခဲ့ပါတယ်။သူ့ကိုကူညီဖို့အတွက်နောက်ထပ်အချင်းသူတယောက်ကိုပို့ပေးထားပါတယ်။သူမကတော့အရန်လှပတဲ့ဆော်ဖီယာပါ။သူမကလည်းအရင်ကစားတောက်ဆိုင်မှာအလုပ်လုပ်ဖူးတဲ့အတွက်သူမရဲ့အရေးချင်းတွေကိုအချင်းထောင်ထဲမှာသုံးဖို့ကြိုးစားနေပါတယ်။ဆော်ဖီယာကသူ့ကိုကြည့်လိုက်တဲ့အခါမှာတော့အေးဆက်တဲ့အကြည့်တွေနဲ့ကြည့်ပါတယ်။သူမကဆဲလာစ်ကိုတောင်အကောင်းမမြင်တဲ့ပုံပါပဲ။ဆဲလာစ်ကသူတို့ကိုအမြန်ချက်ဖို့ပြောပြီးအပြင်မှာစောင့်နေပါတယ်။ဆော်ဖီယာကတော့သူတို့ကိုတေချာပေါက်မကူညီဘူးလို့ပြောပြီးနေရမှာမိနေလိုက်ပါတယ်။သူကတော့သူမကိုစိတ်မဝင်စားတော့ပဲရှိတဲ့ပစ္စည်းတွေကိုပဲကြည့်နေပါတော့တယ်။အသားဟင်းဟင်းရွက်တွေကမလုံလောက်တဲ့အတွက်သူလည်းရိုးရှင်းတဲ့ရန်ချုံခောက်ဆွဲကိုပဲချက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီအချိန်မှာတော့အမတ်တဲ့အခန်းထဲမှာတော့ပီတာကသူ့ရဲ့ညီလေးကိုစိုးရိမ်တကြီးနဲ့ကြည့်နေပါတယ်။ဆရာဝန်ကတော့သူ့ညီလေးနိုးလာဖို့အခွင့်အရေးကတိတ်မရှိတော့တဲ့အတွက်ဒီအတိုင်းပဲထားလိုက်ဖို့ဒါမှမဟုတ်တပြင်းချပြီးအဆုံးသတ်ပေးဖို့ပြောလိုက်ပါတယ်။ပီတာကအံ့ဩသွားပြီးစိတ်မကောင်းဖြစ်သွားပါတယ်။သူကသူ့ညီလေးရဲ့လက်ကိုဆုပ်ကင်ပြီးတော့သူ့ကိုနိုးထလာဖို့တောင်းဆိုနေပါတယ်
ဒီအချိန်မှာတော့မာတင်ရဲ့ရန်ချုံခောက်ဆွဲကလည်းပြီးဆုံးခါနီးပါပြီခောက်ဆွဲရဲ့အနံ့ကစားတောက်ခန်းတစ်ခုလုံးကိုပြန့်နှံ့သွားပါတယ်ဆိုဖီယာလည်းခောက်ဆွဲနှံ့ကိုရပြီးတော့အရန်စားချင်နေပုံပါပဲသူကဒါကိုမြင်ပြီးတော့သူမကိုမပေးဘူးလို့ပြောလိုက်ပါတယ်သူကတော့ခောက်ဆွဲကိုအရသာရှိရှိနဲ့စားနေပါတော့တယ်ဆိုဖီယာကဒေါသထွက်ပြီးသူမအနေနဲ့ဘယ်လိုနည်းနဲ့မှသူတို့ချက်တဲ့ဟင်းကိုမစားဘူးလို့ကြေဆိုလိုက်ပါတယ်ခရင်းနဲ့ခောက်ဆွဲတွေကိုပါဆက်ထဲအဆက်မပြတ်ပို့ဆောင်ပေးနေပြီးမျက်နှာမှာလည်းပျော်ရွှင်ကျေနပ်မှုတွေအပြည့်နဲ့ပါဆိုင်လက်တယောက်ဒီနေ့နေ့လယ်စာအတွက်အကျဉ်းသားတွေဘာလို့ရန်ဖြစ်ကြရတာလဲဆိုတာကိုနောက်ဆုံးတော့နားလည်သွားခဲ့ပါတယ်ဒီခောက်ဆွဲကအရန်စားကောင်းတာကိုသူတို့စိတ်ထဲမှာလည်းတအံ့တုပ်ဖြစ်သွားကြပါတယ်ညစာစားချိန်မရောက်သေးပေမဲ့စားတောက်ခန်းပြင်ပမှာတော့လူတန်းကြီးရှိလျားစွာဖြစ်နေပါပြီတန်တကားကိုဒုံဒုံနဲ့ခောက်တံတွေထွက်ပေါ်လာပါတယ်ဆိုင်လက်ကတော့အကုန်လုံးစီစဉ်ပြီးသွားတာကိုမြင်တော့သူ့လုပ်ဖော်ကိုင်ဘက်ကိုဆိုဖီယာကိုခေါ်သွားခိုင်းလိုက်ပါတယ်ထွက်သွားခါနီးမှာဆိုဖီယာတစုံတစ်ခုကိုပြောမလို့နဲ့ပြန်မျိုးသိလိုက်ပါတယ်ဖြစ်နိုင်တာကတော့အနားမှာလူတွေရှိနေတာကြောင့်ဖြစ်မယ်ဆိုင်လက်ကအကျဉ်းသားတွေကိုစားတောက်ခန်းနဲ့ခေါ်လာခဲ့ပါတယ်ဒီနေ့ညတော့ပီတာမဟုတ်တော့ပဲနေ့လယ်ကလိုပဲပိန်စိန်နဲ့သူ့အဖွဲ့ပဲဖြစ်ပါတယ်ပိန်စိန်ကသူ့လူတချို့ကိုခေါ်ပြီးခောက်ဆွဲထုတ်ပေးဖို့အတွက်သတင်းပေါင်နာကိုသွားခဲ့ပါတယ်ပုံထဲကခောက်ဆွဲတွေကိုမြင်တော့ပိန်စိန်တယောက်အံ့ဩသွားပြီးမျက်မှောင်ကျုပ်လိုက်မိပါတယ်ပြီးတော့တိုးတိုးလေးညှိညူလိုက်ပါတယ်ငါတို့ကခောက်ဆွဲကိုအဲ့လောက်မကြိုက်ဘူးအကြီးကဲကလည်းပိုတော်မကြိုက်သေးတာဒါပေမဲ့နေ့လယ်ကစားလိုက်ရတဲ့အစားတောက်ကတော့ကောင်းတယ်ငါ့ကိုလည်းမခက်ခဲစေခဲ့ဘူးလို့ပြောလိုက်ပါတယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပဲပြုံးလိုက်ပါတယ်ဒီခောက်ဆွဲကဒီအတိုင်းစားလို့ရတာမဟုတ်ဘူးငါကိုယ်တိုင်ချက်ထားတဲ့အပူချိန်မြင့်ဟင်းရည်နဲ့တွဲစားရမှာလို့ပြောပြီးဘေးကနွေးနေတဲ့အကြီးကြီးပုံးတစ်လုံးရဲ့အဖုံးကိုဖွင့်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲဟင်းရည်ရဲ့မွေးရနက်နဲ့အတူအငွေ့တွေထွက်ပေါ်လာပြီးစားတောက်ခန်းတစ်ခုလုံးပြန့်နှံ့သွားခဲ့ပါတယ်ဒီအနံ့ကိုရလိုက်တာနဲ့အကျဉ်းသားတွေအကုန်လုံးတွေတများများနဲ့ဖြစ်ကုန်ကြပါတယ်အကြီးကဲပိန်စိန်အမြန်ဆုံးဆက်ပေးပါတော့ညီကိုတွေတကယ်ကိုမစောင့်နိုင်တော့ဘူးလို့ပြောလိုက်ကြပါတယ်ပိန်စိန်ကတော့အလင်းမလိုပဲအေးအေးဆေးဆေးပဲပုံးထဲကိုကြည့်လိုက်ပါတယ်ဒီအနံ့ကြောင့်ပဲသူခဏငေးမောသွားပြီးမှအကြီးကဲအတွက်ငါးပွဲကိုအရင်အထုတ်ခိုင်းလိုက်ပါတယ်ပြီးတော့မှအကျဉ်းသားတွေကိုစတင်ခောက်ဆွဲဝေးပေးလိုက်ပါတယ်အမတ်တဲ့အချင်းကန်းကအကြီးကဲကတော့သူ့ညီကိုရဲ့ဖြစ်ရဲ့ကြောင့်စိတ်ထဲမှာမကျေနပ်ချက်တွေနဲ့ဒေါသထွက်နေပါတယ်ဒီအချိန်မှာပဲဘူလုံကသူ့လူနှစ်ယောက်နဲ့အတူခောက်ဆွဲပုံးကိုတည်လာခဲ့ပါတယ်အစားတောက်အေးသွားမှဆိုတာကြောင့်အခန်းထဲဝင်ခါနီးမှာခွင့်တောင်းမှုတောင်မေ့သွားခဲ့ပါတယ်ရလက်ကတော့ပီတာစီကအဆူခံလိုက်ရတာပါပဲသူတို့၃ယောက်လုံးအလွန်တရာကြောက်ရွံ့သွားခဲ့ပါတယ်ညစာကခောက်ဆွဲမှန်းတီးလိုက်ရတော့ပီတာစပွဲကိုဒေါသတကြီးရိုက်လိုက်ပါတယ်ဘူလုံကိုလည်းအေးဆက်ဆက်အကြည့်တွေနဲ့ကြည့်လိုက်မိပါတယ်ဘူလုံလည်းကြောက်လန့်ပြီးဒူးထောက်လိုက်ရပါတယ်ဘာမှတော့မပြောရဲတော့ပါဘူးသူ့လူနှစ်ယောက်လည်းကြောက်လန့်ပြီးလဲကျသွားခဲ့ပါတယ်အကြီးကဲပီတာကတော့အဲ့ဒီချက်တဲ့သူကိုတက်ပစ်လိုက်လို့အော်ဟစ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ညီကိုရဲ့လက်ကသူ့ကိုဖမ်းဆုပ်ထားလိုက်ပါတယ်ပီတာလည်းချက်ချင်းပဲမျက်ရည်တွေကျလာခဲ့ပါတယ်ညီကိုဖြစ်သူကပီတာကိုကြည့်ပြီးနှုတ်ခမ်းတွေလှုပ်ယုံနဲ့တခုခုပြောလိုက်ပါတယ်ပီတာလည်းအနားကိုကတ်သွားပြီးနားထောင်လိုက်တဲ့အခါအကိုဘာအစားအစာလဲအယမ်းမွေးတာပဲကျွန်တော်အယမ်းစားတယ်လို့ပြောလိုက်တာကိုကြားလိုက်ရပါတယ်ပီတာလည်းအယမ်းဝမ်းသာသွားပြီးသူ့လူကိုခောက်ဆွဲကြံသေးလားလို့မေးလိုက်ပါတယ်ကံကောင်းစွာနဲ့ပဲဟင်းရည်တွေကျန်နေပါသေးတယ်ပီတာကသူ့ညီကိုအတွက်ဆိုရင်ဘာမှမဆိုလုပ်ပေးနိုင်သူပါဒါကြောင့်လည်းသူ့လူတွေကိုခောက်ဆွဲတယ်လာခိုင်းလိုက်ပါတယ်အခုတော့ပီတာအရန်ကိုစိတ်အေးချမ်းသာဖြစ်သွားပါပြီပြီးတော့သူ့လူကိုငါကစားချင်တာမဟုတ်ဘူးဒီအနံ့ကငါညီကိုအသက်ပြန်ဝင်လာစေနိုင်လို့ဆရာဝန်စစ်ဆေးပြီးရင်သူစားကောင်းစားနိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်သူတို့၃ယောက်လုံးဒီစကားကိုကြားတော့အံ့ဩသွားကြပါတယ်နောက်ဆုံးတော့ဆရာဝန်၃ယောက်ကလည်းယောဂကိုတေချာစစ်ဆေးပေးခဲ့ပါတယ်ဆေးပညာသမိုင်းတွင်ပြန်လည်ဖော်ထုတ်ရမရနိုင်တော့အံ့ဖွယ်တစ်ခုခုအားလုံးကတညီတညွတ်ထဲသတ်မှတ်ခဲ့ကြသည်ပီတာသည်ဆက်သွယ်မှုများကိုအသုံးပြု၍ညီဖြစ်သူကိုအကောင်းဆုံးဆေးရုံသို့ညာရင်းချင်းပို့ဆောင်ပေးခဲ့သည်ထွက်ခွာချိန်တွင်ညီဖြစ်သူ၏တောင်းဆိုမှုကြောင့်ပီတာသည်ရန်ချုံခောက်ဆွဲနေငယ်ထည့်ထားသည့်အပူထိန်ဘူးကိုယူသွားခဲ့သည်ဤလောက်ရက်သည်လာရောက်ခေါ်ဆောင်သည့်လူနာတင်ရဲ့အဖွဲ့ကိုအလွန်အံ့အားသင့်စေခဲ့သည်ဆေးရုံတွင်လည်းအစားအသောက်မရှားပါဘဲနှင့်အဘဲကြောင့်ဤသို့လောက်ရသည်နည်းဟုသူတို့တွေးမိကြသည်ညစာစားပြီးနောက်ကျွန်ုပ်ကိုအကျဉ်းထောင်အဆောင်စာလာစက69နံပါတ်အကျဉ်းခန်းသို့ပြန်ပို့ခဲ့သည်ထိုရန်ချုံခောက်ဆွဲကြောင့်ပင်ကျွန်ုပ်၏တေတံကို9ရက်ရွှေ့ဆိုင်လိုက်နိုင်ခဲ့သည်သို့တော့ကျွန်ုပ်မသိသည်မှာကျွန်ုပ်ကိုအပြစ်သားဖြစ်အတုံးချခဲ့သည့်လူမိုက်ကောင်းဆောင်သည်တေတံရွှေ့ဆိုင်ကြောင်းသိရှိလိုက်သည်နှင့်အကျဉ်းထောင်အတွင်းရှိလူဆိုးကိုင်းများကိုချက်ချင်းဆက်သွယ်၍6ရက်အတွင်းကျွန်ုပ်ကိုအဆုံးစီရင်ရန်အမိန့်ပေးလိုက်ခြင်းဖြစ်သည်နောက်တစ်နေ့နံနက်တွင်ကျွန်ုပ်သည်စက်ဖို့ချောင်းသို့ရောက်ရှိသွားသည်ထိုအချိန်တွင်ဆာလာစကဆိုဖီယာကိုခေါ်ဆောင်လာသည်ဆိုဖီယာမှကြည့်ရသည်မှာအစဉ်ပြေပုံရတော့လဲကျွန်ုပ်ကိုကြည့်သည့်အကြည့်မှာအနှဲငယ်လှည့်ပတ်ရှောင်လွှဲနေပြီးအလှအပပြင်ဆင်ထားပုံရသည်သို့တော့ကျွန်ုပ်သည်သူမကိုဂယုမဆိုင်ပဲပါဝင်ပစ္စည်းများကိုအရင်စစ်ဆေးလိုက်သည်ပါဝင်ပစ္စည်းများသည်အလွန်နှဲပါနေသည်တက်ပြင်းချလိုက်ပြီးနောက်ဆုံးတွင်မုံညင်းပေါက်နှင့်အနှဲဟင်းပြုလုပ်ရန်ဆုံးဖြတ်လိုက်သည်နှစ်ယောက်သားပူပေါင်းဆောင်ရွက်မှုဖြင့်မုံညင်းပေါက်နှင့်အနှဲဟင်းမှာမကြမီပင်ပြီးစီးတော့မည်ဖြစ်သည်ပေါင်းအိုးထဲမှာအသင်းဖြစ်နေသည့်မုံညင်းပေါက်များကိုကြည့်ကာဆိုဖီယာမှမယုံကြည်နိုင်စွာဖြင့်တွေးတောနေသည်ဤရာမှာပေါင်မုတ်လည်းမဟုတ်ပီဇာလည်းမဟုတ်စားလို့ရပါမလားဟုသူမတွေးမိသည်သို့တော့ညကစားခဲ့သည့်ရန်ချုံခောက်ဆွဲကိုတတိယလိုက်သည်နှင့်ထပ်မတွေးတော့ပေထိုအချိန်တွင်အကျဉ်းသားအချို့သည်စပ်ဖို့ချောင်းတကားကိုလာရောက်ထုနှက်နေကြပြီဖြစ်သည်ထိုပြုမှုကြောင့်ဆာလာဆက်ပင်ဘာလို့ရမှန်းမသိဖြစ်သွားသည်တာမန်ဆိုလျင်နနက်9နာရီမှအစားတောက်ကျွေးလေးရှိတော်လဲယခုမှ6နာရီခွဲသာရှိသေးသည်ဤအကျဉ်းသားများယူနေကြပြီလို့ဟုသူတွေးမိသည်သူသည်စားဖို့ချောင်းတကားအနီးသို့တွားရောက်၍အတန်ကိုနားထောင်ကြည့်သည်တကားဖွင့်ပေးပါကျွန်တော်တို့ဗိုက်စာနေပြီဖျားသခင်အမြန်ဖွင့်ပေးပါတော့တကယ်ကိုမခံနိုင်တော့ဘူးဟုအော်ဟစ်နေကြသည်ဆာလာဆက်မှမျက်နှာပြတ်သွားသည်ဤဒီမှာအစားတောက်စားသည်ဟုခေါ်နိုင်မည်မဟုတ်မူရစ်စေးဖြတ်သည့်နေရာတွင်ပင်ဤများအထိမဆိုးရွားပေကျွန်ုပ်လည်းအလုပ်ကိုပုံမြန်ဆန်အောင်လှုပ်ဆောင်လိုက်သည်မကြမီပင်နောက်ဆုံးအဆင့်ဖြစ်သည့်အနှဟင်းချက်သည့်အဆင့်သို့ရောက်ရှိလာသည်ဤအရာကိုဆက်ဖြစ်ပြုလုပ်၍မရဘဲလက်ဖြင့်သာလှုပ်ဆောင်ရမည်ဖြစ်သည်ပေါင်34သည့်တန်တဲ့အိုးကြီးကိုကျွန်ုပ်သည်လိုတလိုလှုပ်ရှားချက်များဖြင့်ချက်ပြုတ်လိုက်သည်ဆိုဖီယာနှင့်ဆာလာဆာမှထိုမြင်ကွင်းကိုကြည့်ကအလွန်တုန်လှုပ်သွားသည်ဤပေါင်34သည့်တဲအိုးကိုဤမြတိကျစွာထိန်းချုပ်နိုင်ခြင်းမှာအနည်းဆုံး12ခန့်လေ့ကျင့်မှသာရနိုင်မည်ဖြစ်သည်သို့တော့ကျွန်ုပ်သည်အသက်20ကျော်သာရှိသေးသည်ဤလူငယ်သည်အသက်10နှစ်အရွယ်ကလေးကဇွန်းနှင့်တဲအိုးကိုလေ့ကျင့်ခဲ့သည်လို့ဟုသူတို့တွေးမိကြသည်မယုံနိုင်စရာပင်နောက်ဆုံးတွင်10မိနစ်အကြာ၌မုံညင်းပေါက်နှင့်အနှဟင်းမှအစင်သင့်ဖြစ်သွားလေသည်